ဒီဗီဒီယိုမြင်နေဆိုလို့ရှိရင်ဒီ message ကသင်အတွက်ဖြစ်တယ်ဘယ်လို message မျိုးလေးတွေရှိနေမလဲတစ်ချက်ကြည့်ကြအောင်နော်Okay ဒီဗီဒီယိုကြည့်နေတဲ့ collective အတွက်ပထမအဆုံးထွက်လာတဲ့ soul guidance message လေးကကြတော့ကိုယ့်ရဲ့ soul ဟာတဲ့တကယ်ကိုပေါ့နော်သွားချင်နေတယ်ကိုယ့်ရဲ့စိတ်နှလုံးဝိညာဉ်တွေကနေတကယ်ကိုခရီးထွက်ချင်နေတယ်သွားချင်နေတဲ့နေရာဆိုရင်ဘယ်နေရာဖြစ်မလဲလို့ကိုပြန်ပြီးတော့မှမေးကြည့်စေချင်ပါတယ်တဲ့ဘလို့ပဲဖြစ်ဖြစ်လူတွေကခရီးထွက်လိုက်လို့ရှိရင်အတွေ့အကြုံသစ်တွေရပြီးတော့မှပို့ပြီးတော့မှ grow ဖြစ်လာတယ်ပေါ့နော်နေမြေတွေနေရာဒေသမတူတဲ့နေရာကိုသွားရတဲ့အတွက်ကြောင့်မို့လို့ပို့ပြီးတော့မှစိတ်ထဲမှာလည်းလွတ်လပ်တယ်ပေါ့ပါတယ်ဆိုတော့စိတ်ခံစားမှုမျိုးကိုခံစားရတယ် Okay အဲ့ဒီတော့ဒီ message နဲ့ပတ်သက်ပြီးတော့ tarot card တွေရောဘယ်လိုမျိုးဆက်ပြီးတော့မှလမ်းညွှန်ချက်တွေပေးခြင်းလဲဆိုတာကိုတစ်ချက်ကြည့်ကြအောင်နော်Okay collective အတွက်ကြည့်ပြီးတဲ့အခါလေး message တွေကလေအရန်ကိုပေးချင်တဲ့ message က strong ဖြစ်တယ်ဆိုလို့ရှိရင် tarot မှာရော soul guidance တွေ oracle တွေမှာရောသူကတူညီတဲ့ message တွေထွက်လာတတ်တယ်ပေါ့နော်ဆိုတော့ခုန soul guidance မှာဆိုလို့ရှိရင်လည်းခရီးသွားဖို့ကိုအကြံပေးထားတယ်လို့မျိုးပဲtarot မှာဆိုလို့ရှိရင်ကြာလာတဲ့ကက်လေးက the wall ကက်လေးကြာလာပါတယ်ဒီကက်ကဆိုလို့ရှိရင်လည်းလုံးဝတကယ်ကိုခရီးသွားရတဲ့ကက်ပေါ့နော်ပြည်ရင်းခရီးသားမကပြည်ပခရီးတွေကိုတကယ်သွားချင်တဲ့ dream destination တွေကိုစိတ်ကူးယဉ်ထားတဲ့သွားချင်တဲ့နေရာတွေကိုသွားရဖို့အတွက်ကိုဒီနေ့မှာအခုချိန်ကစပြီးတော့ပေါ့နော် manifest လုပ်ဖို့ကိုတိုက်တွန်းလိုက်ချင်ပါတယ်ခက်ခဲတယ်လို့မထင်စေချင်ဘူးပေါ့နော်ဘာဖြစ်လို့လဲဆိုတော့တကယ်တမ်းကကိုယ့်ရဲ့စိတ်ထဲမှာဒါတကယ်ကိုလိုလားတဲ့စိတ်ရှိတယ်ဆိုလို့ရှိရင်နီလန်းချောင်းတွေကပေါ်လာပါလိမ့်မယ်အဲ့တော့ဖြစ်နိုင်ဖို့ခက်ခဲတယ်ဆိုတဲ့အတွေးတွေမထားဘဲနဲ့အခုနပြောသလိုဒီခရီးစဉ်နဲ့ပတ်သက်ပြီးတော့စိတ်လှုပ်ရှားပျော်ရွှင်စွာနဲ့စပြီးတော့မှစီစဉ်စေချင်ပါတယ်ကိုသွားချင်တဲ့ခရီးကနီနာမဟုတ်ပဲနဲ့တကယ်ကိုအရန်ဈေးကြီးတယ်အရန်ဝေးတဲ့ဆိုတဲ့နေရာတွေအခုချိန်မှာကိုယ့်ရဲ့ငွေချင်းအင်အားနဲ့တော့၎င်းအချိန်အားဖြင့်တော့၎င်းမဖြစ်နိုင်သေးဘူးလို့တွေးတယ်ဆိုလို့ရှိရင်တော့မှကိုကတကယ်အတွင်းထဲကသွားချင်နေရဆိုလို့ရှိရင်ဒီနေ့ကစပြီးတော့မှဒီခီးနဲ့ပတ်သက်တာကိုစပြီးတော့မှစီစဉ်စေချင်တယ်plan လုပ်စေချင်တယ်ပေါ့နော် plan လုပ်စေချင်တယ်ဆိုတဲ့နေရာမှာဒီခီးနဲ့ပတ်သက်ပြီးတော့ပုံလေးတွေရှာတာ manifest လုပ်လို့ရှိရင် vision board တွေလုပ်ကြတယ်လို့မျိုး Pinterest တွေကပုံလေးတွေရှာတာပြီးရင်ကိုသွားလဲခြင်းတဲ့နေရာနဲ့ပတ်သက်ပြီးတော့ဒီနေရာမှာဘယ်လိုမျိုးစားတောက်ဆိုင်ကောင်းတွေရှိလဲလဲစရာဘယ်လိုနေရာတွေရှိလဲ main ကလေးတွေဆိုလို့ရှိရင်ဒီနေရာကိုသွားရင်ငါဘယ်လိုမျိုးဝတ်စုံလေးတွေဝတ်မလဲဘယ်လိုမျိုးshopping တွေရောသွားလို့ရလားစသဖြင့်ပေါ့နော်အလုံးဝကိုဒီခီးစဉ်နဲ့ပတ်သက်ပြီးတော့စိတ်လှုပ်ရှားပျော်ရွှင်စွာနဲ့ကိုစပြီးတော့ကိုdetail ပေါ့နော်အသေးစိတ်ကြplan စီချင်ပါတယ်ဟိုတယ်ဆိုလို့ရှိရင်ရောဘယ်လိုဟိုတယ်လေးမှာငါနေမလဲticket တွေဆိုရင်ရောဘယ်လိုရှိလဲစသဖြင့်ပေါ့နော်ဒီလိုလှုပ်လိုက်ခြင်းကကိုကလေ universe ကိုငါကဒီခီးကိုသွားဖို့အတွက်energetically ပေါ့နော် energy level မှာ ready ဖြစ်နေပါပြီငါအစအရာ ready ဖြစ်နေပြီအဲ့တော့ငါသွားဖို့အတွက်ကိုနင်းဘက်ကနေစပြီးတော့opportunity တွေပေါ့နော်အခွင့်အရေးတွေဖန်တီးပေးပါတော့ဆိုပြီးတော့ message ပေးလိုက်တာဖြစ်တယ်ပေါ့နော်အဲ့ဒီတော့ဒီ reading လေးကကိုနဲ့ energy guide တဲ့ resonate ဖြစ်တယ်ဆိုလို့ရှိရင် comment မှာ claim လုပ်သွားနိုင်ပါတယ်အရန်ကိုပြောစရာကောင်းတဲ့ခရီးလေးတွေကိုအမြန်ဆုံးထွက်ခွင့်ရပါစေကိုယ့်ရဲ့စိတ်ကူးအိမ်မက်ထဲကနေရာလေးကိုပျော်ပျော်ရွှင်ရွှင်နဲ့သွားလာခွင့်ရပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ရှင်ကျေးဇူးတင်ပါတယ်